န်းလေးတစ်ပွင့်ကတ်တာနဲ့ရေချမ်းလေးတစ်ခွက်ကတ်တာနဲ့90တကဘာအပေမကြဘူးဆိုတဲ့ဇတ်တော်ဒီပတ်တော်တွေအများကြီးရှိတယ်ဟုတ်လားရေချမ်းလေးတစ်ခွက်နဲ့90တကဘာအပေမကြဘူးဆိုရင်လူဘဝဝတ္ထုကသေးသေးလေး90တကဘာတိုင်အောင်ပေမကြနိုင်အောင်တားထားတာဒီတခြားမဟုတ်ဘူးတော်ကောင်းနေအဲ့ဒီရေချမ်းပေါ်မှာလှူတဲ့ပေါ်မှာထားတဲ့စေတနာဟုတ်ပြီလားစေတနာကြီးလို့ရေချမ်းလေးတစ်ခွက်ကလည်းဘာဖြစ်သွားတော့အလူကြီးဖြစ်သွားပန်းလေးတစ်ပွင့်ကလည်းအလူကြီးဖြစ်သွားတယ်အခုလည်းပဲဒီတိုင်းပါပဲမန္လိကာမြို့သမီးလေးမြတ်စွာဘုရားကိုနည်းငယ်သောကြမ်းထမ်းသောမုံလေးကိုလှူရပေမဲ့လို့စေတနာကတအားကြီးတော့အလူကြီးဖြစ်ပြီးတော့အဲ့ဒီစေတနာရဲ့တတ္တိကအကျိုးပေးလိုက်တာနေချင်းညာပြင်အဲ့ဒါမိဖုရားဖြစ်တာမိဖုရားဖြစ်တာမှရိုးရိုးမဟုတ်ဘူးဗျာဘယင်ကြီးရဲ့လွဲချော်နေတာတွေကိုလည်းတက်မှတ်ပေးနိုင်ခဲ့တယ်အများကြီးအဲ့တော့ဉာဏ်ရှိလိုက်တာပညာရှိလိုက်တာဆိုဒီမျိုးသမီးကိုလူတိုင်းကချီးမွမ်းလာကြတယ်လူတိုင်းကချီးမွမ်းလာတဲ့အခါကျတော့ကောသလဘုရင်ဘာစိတ်ဝင်တယ်လဲမေးလိုက်တော့ဩဒီကလေးမှအခုလိုနာမည်ကြီးရတာလူတိုင်းကချီးမွမ်းကြတာတခြားကြောင့်မဟုတ်ဘူးငါကြောင့်ငါကသာမိဖုရားမမြောက်ခဲ့ရင်သူခုလိုလူတိုင်းကချီးမွမ်းခံရစရာအကြောင်းမရှိဘူးငါမိဖုရားမြောက်လို့သာသူဒီလိုဘဝရောက်တာဒီလိုဘဝရောက်လို့လဲသူဒီလိုချင်ပေါ်ပြီးကြော်ကြလာတာအဲကြောင့်သူ့ကိုမေးရင်ဘယ်သူကိုအချစ်ဆုံးလဲလို့မေးရင်ငါကလွဲလို့တခြားသူအချစ်ဆုံးလို့ဖြေစရာအကြောင်းမရှိဘူးလို့ကောသလကဒီလိုအထင်နဲ့မေးတာတဲ့ဗျာဟုတ်ပြီလားအဋ္ဌိနုခောတေမန္လိကေကောစင်ညောအတ္တနာပိယတရောမန္လိကေဒီလောကကြီးမှာမင်းဘယ်သူကိုချစ်ဆုံးလဲနတ္ထိခောမေမဟာရာဇကောစင်ညောအတ္တနာပိယတရောတဲ့မန္လိကပြန်ဖြေတဲ့စကားဘုရင်ကြီးတဲ့ကျမကလွယ်လို့ကတော့ကျမကတော့ကိုပဲအချစ်ဆုံးကိုကလွယ်လို့ဘယ်သူမှမချစ်ဘူးဟုတ်ပြီလားကိုပဲအချစ်ဆုံးနဲ့တော်ကောင်းတွေဖြေတာမမှန်ဘူးလားမှန်တာဟောလောကကြီးထဲမှာလူတွေကြည့်လိုက်ရင်ကိုအချစ်ဆုံးကိုချစ်ဆုံးပဲလို့ပြောလိုက်တော့ဟာဘုရင်ကြီးမှန်းချက်နဲ့နှံ့တော့မကိုက်ဘူးဘုရင်ကြီးကိုချစ်ဆုံးမှာကိုချစ်ဆုံးမှာဒီလိုဖြေစေချင်တာဒီလိုမဖြေဘဲနဲ့ဟောသူ့ကိုယ်သူပဲချစ်ဆုံးလို့ဖြေလိုက်တော့ငါမြပြန်မေးရင်ဒုက္ခထင်ထားတဲ့ဟောပြန်မေးတယ်ဘုရင်ကြီးရောဘယ်သူကိုချစ်ဆုံးလဲငါလဲငါကိုငါချစ်ဆုံးပါပဲလို့ဒီလိုပြန်ဖြေတဲ့ဗျာအဲ့ဒါညအိယာဝင်နှစ်ဖူးပေါ်လက်တင်ပြီးတော့ဘုရင်ကြီးစဉ်းစားမိဖုရားကပညာရှိတယ်လို့နာမည်ကြီးတယ်အတွေးခေါ်ကောင်းတယ်လို့နာမည်ကြီးတယ်ငါကိုချစ်လိုက်မယ်လို့ငါကိုချစ်ဆုံးလို့ဖြေလိုက်မယ်ထင်လို့ငါမေးလိုက်တာငါကိုမဖြေဘဲနဲ့သူ့ကိုယ်သူချစ်ဆုံးလို့သူဖြေသွားတယ်လောကကြီးတဲ့ကြီးလိုက်တဲ့ခါလဲဟုတ်တာပဲစီဝါရှာနေကြတယ်ဆိုတော့လေသူများအတွက်ဆိုတာတဲ့ဘု து အတွက်တို့ကိုယ့်အတွက်ပညာရှာကြတယ်ဆိုတော့လေသူများအတွက်ဆိုတာတဲ့ဘု து အတွက်တို့ကိုယ့်အတွက်တရားအထုတ်ပြီးတရားရှာကြတယ်ဆိုတဲ့လူတွေကလည်းသူများအတွက်ဆိုတာတဲ့ဘု து အတွက်တို့ကိုယ့်အတွက်ကိုရှာကြတာများတာပဲဟုတ်လားကိုယ့်အတွက်ကိုရှာကြတာမှန်လိုက်တာသူဖြေတာမှန်လိုက်တာဒါပေမဲ့တခုတော့ရှိတယ်တဲ့ကိုအချစ်ဆုံးပါပဲပြောပြီးတော့ခန္ဓာကိုယ်နဲ့ဒုစရိုက်တွေလုံးမယ်ပါဇက်ကမမှန်တာတွေပြောမယ်စိတ်ကမကောင်းတာတွေကြံမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကကိုချစ်တယ်ပြောပြီးမှတကယ်ချစ်တာမရောက်ဘူးပဲကိုတကယ်ချစ်တယ်ဆိုရင်ပါဇက်ကလည်းမမှန်တာတွေမပြောနဲ့မမှားတာတွေကိုရှောင်ပေါ့ခန္ဓာကိုယ်လည်းဒုစရိုက်တွေမလုံးနဲ့စိတ်ကလည်းမကောင်းတာတွေမကြံနဲ့အဲ့ဒီပုဂ္ဂိုလ်ဒီသားလေကိုတကယ်ချစ်တဲ့လူဆိုတာဖြစ်လိမ့်မယ်ဟောသလားကဒီလိုနောက်ထပ်ဆက်တွေးတာအဲ့ဒီအတွေးကိုမြတ်စွာဘုရားသွားလျှောက်တယ်မြတ်စွာဘုရားတပည့်တော်ဒီလိုတွေးမိပါတယ်ဗျာတပည့်တော်တွေးလေအမှန်မှန်ဆိုဘုရားသွားလျှောက်တော့မြတ်စွာဘုရားတခါကြီးတွေးတဲ့အတိုင်းမှန်နေတဲ့မြတ်စွာဘုရားကထောက်ခံတယ်ဟုတ်ပြီလားဒါဆိုတော်ကောင်းတို့တွေလူတိုင်းကိုမချစ်ဘူးလားကိုချစ်တယ်ဆိုရင်တော်ကောင်းတွေဘာကိုရှောင်ရမလဲဒုစရိုက်၃ပါးကိုရှောင်ရမယ်ဒုစရိုက်ဘယ်နှပါလဲကာယဒုစရိုက်၃ပါးဝစီဒုစရိုက်၄ပါးမနောဒုစရိုက်က၃ပါးစုစုပေါင်းတော့ဒုစရိုက်10ပါးပေါ့ဟုတ်လားအနည်းကျရင်တော့ကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်ကာယဒုစရိုက်ဆိုတာခန္ဓာကိုယ်နဲ့တတ်တာခန္ဓာကိုယ်နဲ့ခိုးတာခန္ဓာကိုယ်နဲ့သူများအိမ်ဟာကျူးကျော်တာဒါကာယဒုစရိုက်၃ပါးခေါ်တယ်ကိုချစ်တယ်ဆိုရင်အဲ့ဒီကာယဒုစရိုက်၃ပါးကိုလည်းရှောင်ကြပါနောက်တခါမုဒ္ဒဝါဒပိတုဏဝါစာပရုဒ္ဒဝါစာတံဖတ်ပလာပါဝစီဒုစရိုက်၄ပါးအဲ့ဒါလည်းပဲရှောင်ကြပါနောက်တခါအဘိဓါဗျာပါဒမိစ္ဆာဒိဋ္ဌိမနောဒုစရိုက်က၃ပါးအဲ့ဒါတွေကိုလည်းရှောင်ကြ
အဲ့ဒါဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကကိုယ့်ကိုယ်တကယ်ချစ်တဲ့ပုဂ္ဂိုလ်ဖြစ်ပြီတဲ့မြတ်စွာဘုရားဒီလိုပြောတာဟုတ်ပြီလားအဲ့ဒီနေရာမှာမြတ်စွာဘုရားကဒီမှာလက်ဆောင်လေးတစ်ခုထပ်ပေးတယ်အဒါနေစေပိယဇေညာနနံပါပိနတန်ယုစေနာယိတံသုလဗံဟောတိဒုက္ခံဒုက္ခရကာရိနောမဟာရာဇတိုင်းကြီးသခင်ပြည်ဘယင်ဟုခေါ်တွင်မြည်ဟိကောသလဘယင်မင်းကြီးအတဏမိမိကိုယ်ကိုပိယချစ်ဆုံးဟု၍စေစင်ညာကဲ၍မြတ်သိခဲ့မယ်ဆိုရင်နန္တောချစ်ဆုံးလို့ခေါ်တဲ့မိမိရဲ့ခန္ဓာကိုယ်ကြီးကိုပါပိနာယုံမှလှစွာသောအကုသိုလ်အညစ်အကြေးတွေနဲ့နာတန်ယူစေဘယ်တော့မှမရှင်ကြပါစေနဲ့ဟိကသမဘာဖြစ်လို့လဲလို့မေးရင်ဒုက္ခရာကာရိနောမကောင်းတာတွေပြုပါများပြီးတော့နေတဲ့ပုဂ္ဂိုလ်သည်ဒုက္ခချမ်းသာဒုက္ခကိုဝါကောင်းတဲ့လုပ်ငန်းတွေကိုနဒုက္ခရလွယ်လွယ်ကူကူနဲ့လုံနိုင်ရနိုင်ဖို့ဆိုတာနသိရဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးရဲ့လို့ဘဂဝါဘုန်းတော်6ပါးသခင်ဘုရားရှင်ကိုတော်မြတ်ကဒေသေတိကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်းဘုရားကြီးတဲ့ကိုယ့်ကိုယ်ချစ်ဆုံးပေးရလို့သိထားရင်ခန္ဓာကိုယ်နဲ့မကောင်းတာတွေမလုပ်ပါနဲ့ဟုတ်ပြီလားဒုက္ခရကာရီနောတဲ့ဘုရားပြောတဲ့စကားလေးကမကောင်းတာတွေလုပ်ပါများတဲ့ပုဂ္ဂိုလ်ဟာဒုက္ခကောင်းတဲ့လုပ်ငန်းတွေကိုဒုက္ခရလွယ်လွယ်ကူကူနဲ့လုပ်နိုင်ဖို့ဆိုတာနာသိရမှာဖြစ်နိုင်တော့ပြောကျင်တဲ့အဓိပ္ပာယ်ကမကောင်းတာလုပ်များတဲ့ပုဂ္ဂိုလ်ကကောင်းတာလုပ်ဖို့ရန်အတွက်ဘာဖြစ်သွားတော့ခဲရင်သွားမကောင်းတာလုပ်ပါများတဲ့ပုဂ္ဂိုလ်ကလည်းကောင်းတာလုပ်ဖို့ရန်အတွက်သူတို့ကောင်းနေဘာဖြစ်လို့ခဲရင်တယ်ဟုတ်ပြီလားကောင်းတာလုပ်ပါများတဲ့ပုဂ္ဂိုလ်ကလည်းမကောင်းတာလုပ်ဖို့ရန်အတွက်ဘာဖြစ်လာတော့ခဲရင်သွားအဲကြောင့်မို့ကိုယ့်ကိုယ်တကယ်ချစ်တယ်ဆိုရင်မကောင်းတာတွေကိုရောနှုတ်ရောစိတ်ရောမလုပ်ပါနဲ့တဲ့ဘာဖြစ်လို့မင်းမကောင်းတာလုပ်ပါများသွားတဲ့ပုဂ္ဂိုလ်ကကောင်းတာလုပ်ဖို့ရန်ကြအရန်ခဲရင်သွားရက်ဆွဲနေတဲ့ပုဂ္ဂိုလ်တယောက်ကြည့်ပေါ့မကောင်းတာလုပ်ပါများတော့ပြိဿမကောင်းမှသိလားသိတိုင်အောင်ပဲဒီအရက်ဖြတ်ဖို့လွယ်သေးလားမလွယ်ဘူးခဲရင်သွားပြီဟုတ်လားဒီတိုင်းပဲဗဇက်ကမဟုတ်တာပြောနေကြပုဂ္ဂိုလ်ကလည်းပဲကောင်းတာပြောဖို့ရန်ဒီဗဇက်ကဘာဖြစ်လာတော့ခဲရင်သွားတယ်ဟုတ်ပြီနော်ရသော်ဗျာဥပမာပေးတယ်ပါစိနာနေတော်ပါစိနာပေါ်တော်ပါစိနာပပရောတဲ့အရှိဘက်ကိုရိုက်နေတဲ့သစ်ပင်ကြီးတဲ့ဘာနဲ့မှစိုက်မထားပဲနဲ့အောက်ကနေသစ်ပင်ခြေကနေဓာတ်နဲ့ခုတ်ပြီးလှည့်ကြည့်လိုက်လဲရင်အဲ့သစ်ပင်ကြီးဘယ်ဘက်လဲမလဲမင်းအရှိဘက်ပဲလဲဘာဖြစ်လို့တော့မင်းငကိုကလေးကသစ်ပင်ကရှေ့ဘက်မှာရိုက်နေလို့ဟုတ်လားဒီတိုင်းပဲခန္ဓာကိုယ်ရောစိတ်ရောဗဇက်ရောကမကောင်းတာပြောပါများနေတဲ့ပုဂ္ဂိုလ်ကဗဇက်ကထွက်လိုက်ရရင်ကိုမကောင်းတာထွက်လိုက်တာပဲဥပမာမကောင်းတာပြောနေကြပုဂ္ဂိုလ်ကခါလေးသွားတိုးလိုက်ရင်တော့ဗဇက်ကမကောင်းတာရောင်းလာတာဟုတ်လားအကောင်းတာလုပ်ပါများတဲ့ပုဂ္ဂိုလ်ကခါလေးသွားတိုးလိုက်ရောင်းရင်တော့ကောင်းတာရောင်းလာတာဟုတ်တယ်မဟုတ်လားဒီနာမှာတိတုတ်တိုင်းဆိုတာဆရာတော်ကြီးတစ်ပါးရှိသေးတယ်အမြဲတမ်းပါဇက်ကဘုဒ္ဓနဲ့ရွတ်။အိုးဆရာတော်ပါဇက်ကလည်းတစ်ခါလာဘုဒ္ဓတစ်ခါလာဘုဒ္ဓနဲ့ဘာမှမသိဘုဒ္ဓကြီးရွတ်တာ။အိုးမဟုတ်တာထွက်မဲ့တူဘုဒ္ဓထွက်တာတော်သေးတာပေါ့ကွာဆိုတာလေ။ဟုတ်လား။ကိုယ်ပါဇက်ကအမြဲတမ်းသူတော်ကောင်းတက်လေးကူးအောင်လုပ်ကြတာပြောတာပါ။အဲ့တော့မြတ်စွာဘုရားကဒီနေရာမှာဒုက္ခရကာရီတော့မကောင်းတာတွေလုပ်ပါများတဲ့ပုဂ္ဂိုလ်ဟာပါဇက်နဲ့ပဲဖြစ်ဖြစ်စိတ်နဲ့ပဲဖြစ်ဖြစ်ကိုယ်နဲ့ပဲဖြစ်ဖြစ်မကောင်းတာလုပ်ပါများပြီဆိုရင်ကောင်းတာလုပ်ဖို့ရန်ဘာဖြစ်တော့ခဲရင်တယ်ဟုတ်ပြီလားခဲရင်တယ်ထို့တူပဲတဲ့ပါဇက်နဲ့ရောစိတ်နဲ့ရောကိုယ်နဲ့ရောကောင်းတာလုပ်ပါများတဲ့ပုဂ္ဂိုလ်ကလည်းပဲမကောင်းတာလုပ်ဖို့ရန်ဘာဖြစ်တော့ခဲရင်တယ်တဲ့ကြံလိုက်ရင်လည်းကောင်းတာပဲကြံမယ်ပြောလိုက်ရင်လည်းကောင်းတာပဲပြောမယ်လှုပ်လိုက်မယ်ဆိုရင်လည်းကောင်းတာပဲလှုပ်လိုက်မယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးဟာနိဗ္ဗာန်နေတော့နိဗ္ဗာန်ပပတော့နိဗ္ဗာန်ကိုပဲညွတ်ပြီးနိဗ္ဗာန်ကိုပဲကြိုက်ပြီးနိဗ္ဗာန်ကိုပဲရှိုင်းတာပါတဲ့ဒီ